အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အမော်ရင်ရဲ့ကစားကွက်အကြောင်းကိုနည်းနည်းလေးဆွေးနွေးကြမယ်ပေါ့ကစားကွက်အကုန်လုံးအကြောင်းတော့မဟုတ်ပေနဲ့ဒီအမော်ရင်ရဲ့ကစားကွက်မှာကီးနေရာနှစ်ခုဖြစ်တဲ့ narrow number 10နေရာနှစ်ခုအကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဒီနေရာမှာကစားနိုင်တဲ့ United ကစားသမားတွေကတော့တော်တော်လေးများတယ်ဗျာဒီ Mason Mount တို့ Amad Diallo တို့Matheus Cunha တို့ Mbopo တို့Bruno Fernandes တို့ Kobe Minu တို့ဘာလို့လဲကစားနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီပွဲစဉ်တော်တော်များများမှာကစားခွင့်ရတဲ့ကစားသမားကတော့4ယောက်ပဲရှိတယ်ပေါ့ဒီ Mbopo နဲ့ Cunha ရဲ့သူတို့နှစ်ယောက်ကတော့ဒါ main player ပေါ့နော်ဒါဒုတိယနေရာမှာတော့ဒီ Mason Mount နဲ့ Amad Diallo ရှိမယ်ပေါ့ဆိုတော့ဒီနေရာမှာ Bruno ကိုဘာလို့မသုံးတာလဲဆိုတဲ့မေးခွန်းကဒါတော်တော်လေးအမေးများတဲ့မေးခွန်းထုတ်เสียမေးခွန်းဖြစ်နေတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ number 10နေရာက Bruno တော်တော်လေးကောင်းတဲ့နေရာဖြစ်နေတာကိုအဲ့တော့အမိုရင်ရဲ့ number 10နေရာနဲ့ဒီ Bruno ကောင်းတဲ့ number 10နေရာမတူဘူးဆိုတာတော့ကျွန်တော်တို့သတိထားမှရမယ်ပေါ့နော်ဆိုတော့ဒီအမိုရင်ရဲ့ number 10နေရာကဒီ number 10နေရာတယောက်ရတင်ရထိုက်တဲ့ဒီ space ကိုဒါနှစ်ချမ်းခွဲရတာဖြစ်တဲ့အတွက်ဒီနေရာက space တော်တော်လေးကျဉ်းတယ်ပေါ့နော် Bruno က space ကျကျနဲ့ဒီတိုင်းများများကိုလိုတဲ့ကစားသမားမျိုးဖြစ်တဲ့အတွက်ဒီနေရာမှာထင်သလောက်ရှည်စွန်းမပြနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Mbopo တို့ Cunha တို့ကိုတုံးတာလည်းဖြစ်နိုင်တယ်လို့ဒါ Bruno ရဲ့ playing style ကိုမကြိုက်လို့လည်းဒီနေရာမှာမတုံးတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒါလေ့လာကြည့်ကြမယ်ဆိုတော့ဒီ narrow number 10ဆိုတာကဒီကျွန်တော်စောစောကပြောခဲ့သလိုဒီ number 10နေရာမှာကစားသမားတယောက်ရတင်ရထိုက်တဲ့ဒီ space ကိုခွဲပြီးနှစ်ယောက်ခွဲပြီးရတာဖြစ်တဲ့အတွက်ဒီ Bruno ထင်သလောက်ခြေစွမ်းမပြတ်နိုင်ဘူးဆိုတာတော့ဒါရေဘူးကအပြင်ကြည့်ရင်တော့မှန်တယ်ပေါ့နော်ဆိုတော့ဒီဒုတိယတစ်ချက်မှာဆိုရင် Bruno ရဲ့ playing style ကဒီနေရာမှာဘာလို့အဆင်မပြေတာလဲပေါ့ဘာလို့အဆင်မပြေတာလဲတော့ကြည့်ရင်ဒီအမိုရင်းကစားခြင်းတဲ့ပုံစံမျိုးကကြတော့ဒီ Bruno အားတာတဲ့ဒီဘောလုံးကိုလက်ခံမယ်ပြီးရင်ဒါ hold လုပ်မယ်ဒါပြီးရင်ဒါပြိုင်တာနောက်တင်းတွေကိုဒါ Bruno အရင်အားတာတဲ့ဒါပေးပုံလေးတစ်ချက်နဲ့ဖြိုးလိုက်မယ်ပေါ့ဒီနေရာမှာအမိုရင်းလူကျင်တာကတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးအခု Mbopo တို့ Matheus Cunha တို့ကစားနေတယ်လို့ပုံစံမျိုးပေါ့နော်ဒီ narrow number 10ကစားသမား2ယောက်ကဒီဘေးမှာရှိတဲ့ဒီ wing back တွေနဲ့တူတူအတက်အဆင်းကိုမှန်မှန်လုပ်ပေးရမယ်ဘောလုံးတွေကိုဆင်းပြီးလက်ခံပြီးရင်ဒီသူတို့ကိုယ်တိုင်ပဲ carry လုပ်ပြီးတော့ဒါပြိုင်ဘက် area တွေကိုယူသွားမယ်ပေါ့နော်ဆိုတော့ဘောလုံးနဲ့အတူဆွေးပြေးနိုင်ရမယ်အဲ့ဒီချက်ကတော်တော်လေးအရေးကြီးတဲ့ဒီနေရာမှာအမိုရင်ကြိုက်တဲ့အချက်ပေါ့နော်ဘောလုံးနဲ့အတူဆွေးပြေးနိုင်ရမယ်ပြီးရင်ဒီဘေးမှာပါလာတဲ့ wing back ကစားသမားကိုပေးရင်ပေးမယ်ဒါမှမဟုတ်လေဒီပြိုင်ဘက်ရဲ့ box ထဲမှာနေရာယူထားတဲ့တိုက်စစ်မှုစီကိုပေးရင်ပေးမယ်ဒါမှမဟုတ်လေဒါကိုပေါက်တွေကိုကန်သွင်းမယ်ပေါ့အဲ့လိုမျိုးပုံစံကိုအမိုရင်ကလိုချင်တာဒီဟာကသူ့စာရွက်ပေါ်မှာတော့ဒီကစားကွက်ကအလုပ်ဖြစ်တယ်ဆိုပေမဲ့ဒီကွင်းထဲမှာတော့ဘောလုံးပွဲထဲမှာတကယ်ကန်တဲ့အချိန်မှာအလုပ်မဖြစ်တဲ့အချိန်တွေရှိရပေါ့နော်အဲ့ဒီအချိန်တွေမှာဒီကစားကွက်ကိုနည်းနည်းလေးပြောင်းပြီးတော့ Bruno ကိုအဲ့နေရာမှာတယောက်တည်းထားလိုက်တဲ့ပုံစံမျိုးတော့ဘာလို့ကျွန်တော်တို့မျှော်လင့်တာပေါ့နော်ဒါကြောင့်လည်းအမိုရင်ကိုကျွန်တော်ပြီးခဲ့တဲ့ရှေ့ရဗီဒီယိုမှာတော့ကဒီပွဲကြိုပြင်ဆင်မှုအားနေတယ်ဆိုပြီးကျွန်တော်ပြောခဲ့တာပေါ့โอเคနောက်တစ်ခုကကြတော့ဘာဖြစ်လို့ Bruno ကိုနံပါတ်8နေရာတီဆင်းပြီးကစားခိုင်းတာလဲလို့မေးရင်အမိုရင်အခုသွားခြင်းတဲ့ပုံစံမျိုးကလောင်းဘောသွားခြင်းတယ်ပေါ့နော်ဒီပြီးခဲ့တဲ့ဆန်နာလန်နဲ့ပွဲမှာကြည့်ရင်လည်းသိတာလိမ့်မယ်အဲ့ဒါကဒီကိုသမားကပေးစရာ option တွေဘေးမှာရှိနေရတာနဲ့လောင်းဘောကြီးပဲကန်တင်နေတာတွေ့ရလိမ့်မယ်ဒါကဒီကိုသမားအစ်စ်လေးကလောင်းဘောပဲကန်တင်တယ်လို့မဟုတ်ဘူးသူနီးပြခိုင်းရလို့ဒါလောက်ရတာပေါ့နော်အပုံရင်ခိုင်းတာအဲ့တော့ပေးစရာဘေးမှာ option တွေရှိတယ်ဒါပေမဲ့မပေးဘူးလောင်းဘောပဲပေးတယ်အဲ့ဒီလောင်းဘောပဲသွားကျင်တဲ့အရွေးကဒီမန်ယူတနင်းနဲ့မဟုတ်ဘူးပရီးမီးယားလိမှာအခုဆိုရင်ဒါမန်စီးတီးတို့ဘာလို့တောင်မှလောင်းဘောတွေကစားလာပြီပေါ့နော်ဒါကြောင့်လဲအီဒါဆန်ကိုလွတ်ပြီးတော့ဒီဒိုနာရူမာကိုရအောင်ခေါ်လာတာဆိုတော့
ဘရူနိုကိုနံပါတ်8နေရာမှာထားလိုက်တာကသူဘလို့အားသာချက်တွေလိုချင်လို့လဲဆိုတော့ဒီဘရူနိုကပေးပို့မှုတွေအရင်ကောင်းတဲ့ကစားသမားပေါ့နော်အဲ့လိုကစားသမားကိုဒီကွင်းလေရဲ့ deep နေရာလောက်ကနေဒါ long ball တွေကိုထောင်ပေးပြီးတော့ attacking midfielder တွေကိုပြီးစီချင်တာပေါ့နော်ပြီးတော့ဒီဒုတိယတစ်ချက်ကဒီ Cisco တို့ဘာတို့ကကြတော့ဒီစန်ကန်ဘောထောက်ပေးတဲ့နေရာမှာတော်တော်လေးကောင်းတဲ့ကစားသမားပေါ့နော်အရက်လက်ရှိရဆိုတော့ဒီဘရူနိုတို့ဒီလင်နင်ယူရိုတို့ကနေပြီးတော့လောင်းဘောပေးလိုက်မယ်ပြီးရင်ဒီဆက်စကိုကခေါင်းနဲ့ထောက်မယ်အဲ့ပြင်ကြလာတဲ့ဆန်ကန်ဘောကိုကြတော့ဒီကိုညာတို့အမ်ဘိုမိုတို့ကကောက်မယ်ပေါ့အဲ့လိုသဘောမျိုးဆောင်းနေတာတွေ့ရတယ်ဒီကစားကွက်ကဒီလိုစဉ်းစားကြည့်တော့လဲဟုတ်မယ်လို့ထင်ရပေမဲ့အများတန်းတော့ဒီကစားကွက်ကအလုပ်ဖြစ်နေမှာမဟုတ်ဘူးဆိုတော့ဒီကစားကွက်ကစားတာလေကစားဒါပေမဲ့နောက်ထပ် plan တွေလည်းအမိုရီမှာအများကြီးရှိဖို့လိုအပ်တယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ဒီ Manchester United အသင်းကလိုအပ်တဲ့နိုင်ပွဲတွေကိုရှာဖွေနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီလာမယ့်ပွဲစဉ်မှာဆိုရင်လည်းပဲကျွန်တော်တို့ဒါ MP ကိုသွားပြီးတော့လီဗာပူးနဲ့ရင်ဆိုင်ရမယ်ပေါ့နော်ဒီပွဲမှာလည်းကျွန်တော်တို့အနိုင်ယူဖို့တော့လိုလိမ့်မယ်ဆိုတော့ကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာပဲပြန်တွေ့ကြတာပေါ့